အားလုံးပဲမင်္ဂလာပါရှင်ခရမ်းစီးတီးသတင်း channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ကျမတို့ရဲ့ channel လေးအားဆိုရင်နေ့စဉ်သတင်းထူးသတင်းဦးလေးတွေကိုတင်ဆက်ပေးနေတာဖြစ်လို့ channel လေးကိုနှက်သက်တဲ့ဆိုရင်ခေါင်းလောင်းလေးပြီး subscribe လေးလုပ်သွားပေးကြပါအောင်ရှင်အားလုံးပဲမင်္ဂလာပါရှင်မေလ25ရက်နေ့အတွက်နောက်ဆုံးရညပိုင်းသတင်းများကိုစတင်ကြေညာပေးတော့မှာပဲဖြစ်ပါရရှင်ယခုပထမဦးဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မန္တလေးဥပိ္ပန္ဒရာမှာတပ်မတော်ကြီးချီတက်လာပြီးပြည်သူတွေလည်းတေကုန်ပြီဆိုတဲ့စာသားကိုချိတ်ဆွဲထားတဲ့သတင်းပဲဖြစ်ပါတယ်မန္တလေးတွင်ယနေ့မေလ25ရက်နေ့မှာမန္တလေးခရိုင်ကျောင်းသားများသမ္မတဘကတာအဖွဲ့ချုပ်ကရဲဘော်များဦးဆောင်ပြီးတော့တပ်မတော်ကြီးချီလာပြီးပြည်သူတွေလည်းတေကုန်ပြီဟူသောစာသားကိုဥပိ္ပန္ဒရာမှာတွားရောက်ချိတ်ဆွဲခဲ့ကြပါတယ်ဆက်လက်ရတင်ဆက်ပေးခြင်းတဲ့သတင်းကတော့တန်လျင်မှာဆိုင်ကယ်စီးနှင်းခွင့်ကိုအကြောင်းပြပြီးတော့စေအုပ်စုကငွေညှစ်နေတဲ့သတင်းပဲဖြစ်ပါတယ်ရန်ကုန်တိုင်းတန်လျင်မြို့နယ်မှာဆိုင်ကယ်တစ်စီးကိုငွေ1000ကျော်နဲ့စီးနှင်းခွင့်ကပြလုံးမှသာဆိုင်ကယ်စီးနှင်းခွင့်ရမယ်လို့စေအုပ်စုခန့်အုပ်ချုပ်ရေးမှူးတွေကရက်ွက်တွေမှာလိုက်လံကြေညာနေတယ်လို့တန်လျင်ဒေသခံတွေကပြောဆိုနေကြပါတယ်ဆိုင်ကယ်စီးနှင်းခွင့်ကပြဟာကညာနာလိုင်စင်ရုံးကနေထုတ်ပေးထားတဲ့တရားဝင်လိုင်စင်ကပြနဲ့မသက်ဆိုင်ပဲစေအုပ်စုကတီးတန့်ထုတ်ပေးမဲ့ဆိုင်ကယ်စီးနှင်းခွင့်ကပြဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်ဆက်လက်ရတင်ဆက်ပေးခြင်းတဲ့သတင်းကတော့စကိုင်းတိုင်းအတွင်း12နာရီကြာဖုန်းလိုင်းများပြတ်တောက်သွားတဲ့သတင်းပဲဖြစ်ပါတယ်စကိုင်းတိုင်းမုံရွာမြို့နယ်မြို့နယ်အချို့မှာဒီနေ့မေလ24ရက်နေ့တွင်အကြမ်းဖက်စေအုပ်စုဟာအင်တာနက်လိုင်းတွေအပြင်တယ်လီဖုန်းလိုင်းတွေပါပြတ်တောက်ခဲ့တယ်လို့ခင်ဦး PDF တာဝန်ရှိသူတွေကပြောဆိုပါတယ်စကိုင်းတိုင်းတွင်မြို့ကြီးတချို့ကလွဲပြီးတချို့နေရာတွေမှာအင်တာနက်လိုင်းပြတ်တောက်ထားတာ3လနီးပါးရှိနေပေမဲ့မနေ့ကမေလ23ရက်နေ့ည7:00နာရီခန့်လောက်ကစပြီးဖုန်းလိုင်းတွေပါဖြတ်တောက်ထားရကနေ12နာရီအကြာမှာတော့ပြန်ဖွင့်ပေးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ဆက်လက်ရတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရေစကြိုမြို့နယ်မှာလျှက်စီရုံကိုဘုံခွဲတတိပေးတဲ့သတင်းပဲဖြစ်ပါတယ်။မကွေးတိုင်းရေစကြိုမြို့ပေါ်ကမြို့နယ်လျှက်စီရုံကိုဘုံခွဲတတိပေးခဲ့တယ်လို့ရေစကြို PDF ကသတင်းထုတ်ပြန်ပါတယ်။မေလ24ရက်နေ့ညနေ4:40လောက်မှာဘုံခွဲခဲ့ခြင်းဖြစ်ပြီးလူထိခိုက်မှုမရှိဘူးလို့သိရကြောင်းရေစကြိုမျိုးအမှတ်3ရပ်ကွက်နေပြည်သူတအုပ်ကပြောပါတယ်။အစာဦးနည်းနည်းပါးပါးပြတ်တာလောက်ပါပဲဖောက်ခွဲတာကလည်းတတိပေးတဲ့သဘောလောက်တာဆိုတော့လူမထိခိုက်အောင်လုပ်ပုံရပါတယ်လို့သူကပြောပါတယ်။လျှက်စီရုံဝန်ထမ်းတွေအနေနဲ့ပြည်သူတွေစီကမီတာကတွေအတင်းအတမမကောက်ခံဖို့နဲ့စုစုအလိုကြမလှုပ်ဆောင်ဖို့ပြပြထန်ထန်တတိပေးလိုက်တယ်လို့ရေစကြို PDF ကထုတ်ပြန်ထားပါတယ်။ပောက်ကွဲပြီးတော့ထုံးစံတိုင်းစစ်တပ်ကမြို့ထဲမှာရောမြို့ဝင်ထွက်တွေမှာရောတောင်စစ်မြောက်စစ်ပေါ့မျက်နှာကျောအတင်းကြီးတွေနဲ့ PDF ကိုမနိုင်တော့ပြည်သူကိုမဲတာပေါ့လို့၃ရက်ကွက်သားတွေကပြောပါတယ်ယခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့စားလင်းကြီးမြို့နယ်မှာအကြမ်းဖက်စစ်သားတွေက PDF အယောင်ဆောင်ကစစ်ဆေးနေတဲ့သတင်းပဲဖြစ်ပါတယ်။စကိုင်းတိုင်းစားလင်းကြီးမြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်ဟာ PDF အယောင်ဆောင်ကစစ်ဆေးနေတယ်လို့သိရပါတယ်။ဒီနေ့မနက်ပိုင်းမှာစားလင်းကြီးညောင်မီကြီးလက်ရှိလေဒီကြီးရွာအရှိတ်ဘက်မှာအကြမ်းဖက်စစ်သားတွေဟာ PDF အယောင်ဆောင်ကစစ်ဆေးနေခြင်းဖြစ်ကြောင်းစားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြားရေးကထုတ်ပြန်ပါတယ်။မနက်9:00နာရီလောက်က PDF အယောင်ဆောင်ပြီးစစ်နေတာရုံးနဲ့စစ်စံရေးကိုကြည့်လိုက်တာနဲ့ပြည်သူတွေကသိတယ်သူတို့က PDF အရင်ဆိုင်တွေပုံစံမျိုးဖြစ်အောင်လုပ်တာကျွန်တော်တို့စားလင်းကြီးမှာမဟုတ်ဘူးစကိုင်းတိုင်းတွေကတချို့မျိုးတွေမှာလည်းအဲ့ဒီလိုလုပ်နေတာ PDF တွေကိုပုံဖြတ်တာအခုမေလာတဲ့ပိုလှုပ်လာသလားလို့တောင်ထင်မိတယ်လို့စားလင်းကြီးမျိုးကန်တအူးကပြောဆိုပါတယ်စားလင်းကြီးကြီးဆက် local PDF ကလည်းညောင်မင်းကြီးစားလင်းကြီးလမ်းပေါ်မှာအကြမ်းဖက်စစ်သားတွေဟာအနက်ရောင်ဝစ်စင်ထားပြီး PDF အယောင်ဆောင်ကပြည်သူတွေကိုတားဆီးစစ်ဆေးနေတယ်လို့သတင်းထုတ်ပြန်ထားပါတယ်။အကြမ်းဖက်စစ်တပ်ဟာကင်းမဝစ်ပြီးစစ်ဆေးနေတာကြောင့်ပြည်သူတွေတတိထားသွားလာကြဖို့လည်းထုတ်ပြန်ထားပါတယ်။ဆက်ပေးသွားတာတွေကတော့မေလ25ရက်နေ့ရဲ့နောက်ဆုံးရညပိုင်းသတင်းများပဲဖြစ်ပါတယ်ရှင်